ချစ်များစူစီယာ အန်ဒီဘာဖြစ်သွားသေးလဲအန်ဒီလဲ သူကဘိုးကုတ်ကကြောက်တွင်းတထီးကြီးတူသီးသောသမီး ဘလောက်တော့တောက်ပြီးမူးယူထားလဲမသိကားတယ်လေ နေကိုလေတထီးသားမျိုးမှတ်နေတယ်နောက်ဖေးအနေနဲ့ကြီးပိတ်နေတာသွားစေ စက်တန်လမ်းပြီးအပလီချီမဟုတ်ငါရင်းခေါက်ခေါက် သူကပကြီးတွေကိုအရင်သဘောကျတော့ငါလည်းပကြီးဆိုတော့ ခေါင်းရတယ်ကွာငါပကြီးအပျော်တန်းဆွဲတာလေကွာဘယ်လိုလုပ်ကူညီနိုင်လဲ ကြီးစောရမ်းလဲသဘောကျတာရမ်းလဲကြိုက်တာသိလား တော့ကပကြီးကိုသဘောကျရဲဆိုရင်ကိုကပကြီးကို professional ဖြစ်အောင်ကြိုးစားပါ အတွက်ရဲ့ပုံလေးပကြီးဆွဲခဲ့မိတယ်လို့တောင်းတာ အင်္ဂါနေ့တိုင်းည9:15မဟာ TV Channel မှာစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်အချစ်များစူစီယာ